Premier League 1 to 6ကိုလီဗာပူးသေး1 to 6မဝင်ဘူးဆိုတဲ့အကြောင်းကျွန်တော်ဟိုရက်ကဗီဒီယိုလုပ်ထားခဲ့ရလဲဖြစ်တယ်ဒီနေ့မှာတော့ကျွန်တော်လီဗာပူးသေးဘာလို့ဒီ Premier League အဆင့်1 to 6မဝင်ရမလဲဆိုတဲ့အကြောင်းရင်းတွေကိုကျွန်တော်ချက်ချင်းကျွန်တော်ပြောပြသွားမယ်ဘာလို့ကျွန်တော်ကဒီ1 to 6ထဲမှာArsenal Chelsea Spurs Man U Man City Aston Villa ကိုရွေးချယ်ထားလဲဆိုတာကိုကျွန်တော်ချက်ချင်းပြောပြသွားမယ်လီဗာပူးကတော့ကျွန်တော်ဘာလို့မဝင်လဲဆိုကျွန်တော်ပြောရမယ်ဆိုရင်တော့အဓိကနီးပြအပြောင်းလဲနဲ့ကစားသမားတွေရဲ့အခြေအနေပဲဗျကစားသမားတွေရဲ့အခြေအနေကဘယ်လိုလဲဆိုတော့အခုလောလောဆယ်အခြေအနေမှာနီးပြအပြောင်းလဲဖြစ်ထားတယ်ဒီပြအန်တိုနီဗီယာလာကိုကျွန်တော်တို့ကအထင်သေးရတော့မဟုတ်ဘူးသို့ပေမဲ့ဒီနီးပြမှာကဒါပွဲအများကြီးကိုထိတ်ချုပ်ကစားမယ်အနေထားမှာဒီနီးပြမှာအတွေ့အကြုံမရှိသေးဘူးအဲ့လောက်လုံးလောက်အတွေ့အကြုံမရှိသေးဘူးဒီလိုအတွေ့အကြုံမရှိတဲ့ကိစ္စတွေကိုလည်းပြီးတော့ squad တဲ့အင်အားလည်းအလုံးလုံးမရှိသေးတဲ့ကြောင့်မို့ဒီလိုမျိုးဒီရာဒီမှာ1 to 6မဝင်ဘူးလို့ကျွန်တော်သုံးသပ်ထားရလဲဖြစ်တယ်ဒီနေရာမှာ level play တဲ့ဒီဒါကို against လုပ်ပြပြီးတော့ unwind ဖြစ်လာတာကိုလည်းကျွန်တော်တွေ့ရတယ်အသင်းရဲ့အခြေအနေရဗျာဒီလီဗာပူးကလာမယ့်နှစ်မှာအခုဒီနှစ်မှာပေါ့နော်ချန်ပီယံလိဝင်ခွင့်ရထားတယ်နီးပြအီရာူလာလည်းလာဝတ်နီးပြအီရာူလာလည်းဒီချန်ပီယံလိပွဲစဉ်တွေရောFA ကပ်ပွဲစဉ်တွေရောကာရာဘောင်းပွဲစဉ်တွေရောပရီးမီးယားလိပွဲစဉ်တွေရောအများကြီးကိုဟန်တယ်လောက်အောင်မှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်လီဗာပူးအသင်းရဲ့ဒီ squad နဲ့ဒီနီးပြနဲ့ကိုကျွန်တော်1 to 6မဝင်ဘူးလို့သုံးသပ်ထားတာလည်းဖြစ်တယ်ပေါ့ဗျာပထမချက်ကပါဗျာလီဗာပူးအခုရှိနေတဲ့လူအင်အားလူအစည်းနဲ့ဆိုရင်1 to 6ဝင်ဖို့ကတော်တော်ကြီးကိုမလွယ်တဲ့ကိစ္စဖြစ်တယ်တိုက်စစ်မှာဆိုရင်အစာလားလို့ထွက်သွားတယ်ဒီနောက်ပြီးတော့တိုက်စစ်ကအခီတီကီလည်းဒဏ်ရနေတယ်နောက်ပြီးအီဆက်ကလည်းအခုထိအလောက်အလားအလုံးမဖြစ်သေးဘူးဘယ်ဝဲမှာဆိုလဲဂပ်ဘူကကနန်းမမြင်ဘူးထွက်မယ်မထွက်ဘူးဆိုတာမျိုးဖြစ်နေတယ်စပါးတင်ကလည်းကပ်ပိုလိုချင်နေကပ်ပိုလိုချင်နေရှားတဲ့နေလည်းရှိရနျူကာဆယ်လည်းရှိရအက်စတွန်ဗီလာလည်းဟိုတော့အတန်ထွက်နေတယ်လို့ပြောတယ်ဒါပေမဲ့အခုတခုပြောဆိုချင်တာလီဗာပူးရဲ့တိုက်စစ်မှာအီဆက်တယောက်ပဲရှိရနောက်ပြီးတော့right wing မှာလည်းဟိုတနေ့အန်ဂူမူကဆော့ရဆိုရင်ကောင်းလာတဲ့အနေထားတော့မဟုတ်ဘူးလက်ဝဲမှာတော့ဂပ်ပူတော်တော်ကောင်းတာကိုတွေ့ရတယ်ကွင်းလယ်မှာကဒီအန်ကောင်းကောင်းစစ်တယောက်မရှိဘူးလီဗာပူးကဒီအန်ကောင်းကောင်းစစ်တယောက်ကိုဈေးကွန်မပိတ်ခင်အခု9ရက်6ရက်9ရက်တပတ်လောက်ပဲလို့ပြောတယ်အဲ့ချိန်ကျမှဒီအန်ကောင်းကောင်းစစ်တယောက်ဝယ်ရမယ်ဒီပုံစံနဲ့ဒီအန်ဒီကွင်းလယ်နဲ့ကမလွယ်ဘူးအခုအီရာူလာဖြစ်ချင်တဲ့ပုံစံကိုလည်းကစားသမားတွေကမစောင့်ကြတဲ့အနေထားမှာရှိရယ်နောက်ပြီးတော့ဒီ Florian Wirtz ဆိုလည်းအခုချိန်ကြီးအသင်းနဲ့အဝင်ကြမရှိသေးဘူးIsak လည်းအဝင်ကြရှိအောင်မှာမဟုတ်ဘူးအခုချိန်ကြီးIsak လည်းလောက်လာအနေထားတွေကိုမတွေ့ရဘူးပြီးတော့ဒီဝင်းဘက်နှစ်ဖက်ကဘတ်တန်းနှစ်ဖက်ကပေါ့ဗျာဆိုင်ဘက်နှစ်ဖက်ကframe bound နဲ့carcass ကလည်းအဲ့လောက်ကြီးreliable မဖြစ်တာကိုတွေ့ရတယ်ဟိုတနေ့ကပွဲစဉ် Newcastle ရဲ့ပွဲစဉ်မှာဆိုရင်Newcastle ကစားခတ်တာတော့ဟုတ်တယ်ဒါပေမဲ့ carcass တို့ frame bound တို့ကတော့အမှန်တိုင်းပြောရမယ်ဆိုရင်အဲ့ဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်reliable မဖြစ်သေးဘူးဗျာအမှန်တိုင်းပြောရင်ဒီ frame bound လို့ပါဘူးကအရန် raw ဆန်တယ်ကားကတ်ဆိုပိုအောင်ဆိုးသေးရဒီ century မလာတွေမှာလိုအပ်ချက်တွေအများကြီးရှိရ ESC မရောက်တဲ့အနေထားတွေကိုကျွန်တော်တို့အများကြီးမြင်တွေ့ခဲ့ရတယ်လီဗာပူးကတကယ်ကွင်းလေရလဲလိုအပ်ချက်ရှိရ suppose line နဲ့Gravenberch ရှိရဆိုပဲ Florian Wirtz ကလည်းAR နေရာမှာအလုံးမဖြစ်သေးဘူးဗျအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီလီဗာပူးကိုဒီ1 to 6မဝင်ဘူးလို့သုံးသပ်ထားရလဲဖြစ်တယ်အီရာူလာရဲ့အခြေအနေကလည်းအတွေ့အကြုံမရှိသေးဘူးဗျတကယ်၍ကျွန်တော်တို့ဒီချန်ပီယံလိတွေရောပရီးမီးယားလိရော FA တွေရောတောက်လျှောက်ကန်ရတော့မယ်ဆိုရင်တော့လီဗာပူးမှာ pressure ရှိလာတယ်ဒီ squad နဲ့လည်းဘာမှအလုံးမဖြစ်သေးဘူးဒီပြီးတော့ဗျာဒီ line ဆက်တယောက်အပြင်ကိုလိုင်းဆက်တယောက်ကလည်းခိုင်ခိုင်မာမာမရှိဘူးကောင်းမွန်လာတဲ့အနေထားမှာမရှိဘူးပြီးတော့ squad depth အရာလည်းလီဗာပူးကအင်အားအတော်နည်းနေတဲ့အနေထားမှာရှိရယ်နောက်တန်းကိုခေါ်ထားရဆိုပြီးပဲလေဒီ DM မရှိရဲ့ပြဿနာကိုလီဗာပူးအနေနဲ့ဖြည့်ရှင်းဖို့လိုအပ်တယ်ဖြည့်ရှင်းဖို့9ရက်ပဲကျန်တယ်အဲ့9ရက်တုန်းမှာသူရနိုင်မလားပတ်စံမတော့သုံးနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲ့ဒီအတွက်ကြောင့်မို့လဲဝင်ဖို့လည်းမလွယ်ဘူးဗျာကျွန်တော်ဥပမာပေးရမယ်ဆိုရင်အဒီဟောင်းတို့ပါလို့ဆိုရင်Newcastle နဲ့ Champions League တွေဝင်ခဲ့ဘူးတယ်squad အရာရောနီးပြရဲ့အရေးသွေးအရာရောhandle မလုပ်နိုင်တဲ့ကြောင့်မလို့Champions League ရော Premier League မှာရောfail ဖြစ်ပြီးတော့မှ failure ဖြစ်ပြီးတော့မှဒီအဲ့လို1 to 6မဝင်မဲနဲ့အဆုံးသတ်သွားရရှိရအဲ့တုန်းကဆို Newcastle ရဲ့prime အခြေအနေကြီးတော့ကျွန်တော်ပြောလို့ရတယ် Gomares တို့ Isak တို့ရှိရ Gordon တို့ရှိရအခြေအနေမှာတော့မှNewcastle ရဲ့handle မလုပ်နိုင်မဲနဲ့1 to 6အပြင်တော့ရောက်သွားခဲ့ရတယ်ကောင်းနေအနေထားနေလ
လီဗာပူးကအခုအဲ့အခြေအနေတရက်ကိုတော့ကျွန်တော်လီဗာပူးအသင်းကြီးဖြစ်တဲ့ကြောင့်မလို့အများကြီးတော့ပြောလို့မရသေးဘူးဒါပေမဲ့အဲ့အခြေအနေတရက်ကိုတော့အခုဖြစ်လာဖို့ရှိရယ်နီးပြရဲ့အရေးသွေးကိုလည်းကျွန်တော်တို့အရင်ယုံကြည်လို့လည်းမရသေးဘူးကောင်းတော့ကောင်းပါတယ်သို့ပေမဲ့ဒီနီးပြရဲ့ဟိုဟာကိုလည်းကျွန်တော်တို့ကစောင့်ကြည့်အောင်မှာဖြစ်တယ်ကျွန်တော်အကြောင်းမလို့တိတ်မထင်ဘူးလို့ပြောတာကျွန်တော်အသင်းရဲ့နီးပြတွေကဘာပဲဖြစ်ဖြစ်အကယ်၍စပါးကလည်းစပါးလို့ပါလို့ဆိုလဲဗျာတပတ်တစ်ပွဲပဲကဲရတယ်သူကနီးပြတင်တယ်ဖြစ်လူခေါ်ထားတဲ့ဟာတွေကလည်းဒါပေါင်တန်း300လောက်တီးပြတော့တကယ်ကောင်းတဲ့ကောင်တွေ quality ကောင်တွေခေါ်ထားတယ်အခုထပ်ပြီးခေါ်ထားတဲ့ကောင်တွေတကယ်ကောင်းတယ်မာမွတ်စ်တို့စာဘေဟိုတို့ဒါအလဲတန်းမှာဆိုလဲဒါတိုနာလီတို့ဟာနဟိုဟာဒီဟိုဟာဗာလေဟိုကောင်ဒီတို့အကောင်ကြီးခေါ်ထားတယ်ဗျာမသိဟာနတို့ခေါ်ထားတယ်အဲ့တော့အဲ့လိုမျိုးဒီလိုအားဖြည့်ထားတဲ့အသင်းတွေကိုကျွန်တော်ကချက်စီးဆိုလဲဗျာတကယ်ကောင်းတဲ့ဒါနီးပြနဲ့ကောင်းမွန်တဲ့လူခေါ်မှုတွေလုပ်ထားတယ်ရောဂျာတို့ခေါ်ထားတယ်တက်စစ်ကလည်းတော်တော်ကောင်းတဲ့အနေထားကိုပွဲစဉ်တင်မှာလည်းပြသသွားတယ်အဲ့တော့ Chelsea ကလည်းဘက်တပွဲကန်မှာစပါးလည်းဘက်တပွဲကန်မှာအဲ့တော့ကြောင့်မလို့သူအဲ့ဒီတင်းနှစ်တင်းကိုကျွန်တော်1 to 6ထဲမှာထည့်ထားတယ် Man U ကတော့ဒါပြောမှဆိုရင်တော့ဆက်စချင်းစောင့်နေထွေးပေါ့ဗျာမန်ယူကတော့ပြောမနေရောနဲ့မန်ယူစပါးကပြောမနေရောစချင်းစောင့်နေထွေးဟိုကျွန်တော်1 to 6ဝင်မဲ့ပြောထားကြမှာလှိမ့်ပိန်အောင်ရှုံးလိုက်သေးတယ်အဲ့တော့မဆုံးဘူးဗျာမန်ယူကတော့ဒါတန်တဲ့တင်းတော့ရှုံးနေဆိုတော့လေကျွန်တော်အများကြီးတော့လည်းမျှော်လင့်လို့မရဘူးတို့ပေမဲ့ဒါမန်ယူလည်းကျွန်တော်တို့1 to 6ဝင်မယ်လို့ပြောပြီးတော့ဘာလို့လဲဆိုတော့ squad တဲ့အရာမန်ယူလည်းတော်တော်ကောင်းတဲ့နေရာမှာရှိရယ်ပြောမယ်ဆိုဒါနာနေတဲ့ကောင်တွေရှိလို့ဒါမန်ယူလည်းဒါအခုအချိန်ကြီးကဟိုဖြစ်သေးရပါဗျာပြီးရင်တော့ဒါကောင်းလာမယ်နောက်ပြီးတော့ Man City ကတော့ Man City တောင်အဆင့်5ပဲရှိရဗျာလီဗာပူးတော့ဝေးပါနော်အဲကြောင့်မလို့ဒါညီနောင်တို့နေလည်းဒါကိုယ့်ရဲ့အသင်းရဲ့အခြေအနေကိုလည်းသုံးသပ်ကြဖို့လိုအပ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့အသင်းရဲ့ squad တဲ့နီးပြလာမယ့်ပွဲစဉ်တွေကလည်းပုံများတဲ့အတွက်ကြောင့်မလို့ကျွန်တော်က1 to 6ရဲ့အပြင်ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ညီနောင်တို့ရဲ့ဒါအတွေ့အမြင်တွေကိုလည်းဒါအောက်မှာရေးသွားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်